အားလုံးပဲမင်္ဂလာပါခင်ဗျာအာရှာအာဆင်နယ်ခွန်တန်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမှာကတော့ပြိုင်ဘက်အတွက်အာဆင်နယ်နောက်တန်းရဲ့ငရဲတကားဆိုတဲ့ဆောင်းပါးလေးပဲဖြစ်ပါတယ်ခင်ဗျာအာဆင်နယ်နောက်တန်းမှာဘယ်သူကအမာခံလဲအဖြေကတော့တစ်ခုတည်းပါသူကတော့တမ်မလီနေရန်ဂါဘီယယ်မဂါဟေးပဲဖြစ်ပါတယ်ဒီနေ့အာဆင်နယ်ပရီးမီးယားလိချန်ပီယံဖြစ်ခဲ့တဲ့ခီးမှာသူကမရှိမဖြစ်ဇက်လိုက်တူပဲလေဗျာသူရှိနေရင်ဂိုးပေါက်ကလုံခြုံနေဆိုတာအခုတော့အမှန်တရားတစ်ခုဖြစ်သွားခဲ့ပြီပေါ့ဒီနေ့ရာသီမှာကလင်းရှိက18ပွဲလိသွင်းကို9ကိုနဲ့လေးတဲ့ဘောလုံးရှင်လူရမှာ87ရာခိုင်နှုန်းတာစီရထားပါတယ်ဒါကနောက်ခံလူတယောက်ရဲ့စွမ်းဆောင်ရည်လားဘယ်ဟုတ်မလဲဒါကကမ္ဘာအစစ်နောက်ခံလူတယောက်ရဲ့စံစိမ်ပဲဗျာခံစစ်ကနေတိုက်စစ်အထိအခက်အခဲတွေကြားကနေချန်ပီယံဖြစ်လာတဲ့အထိပေါ်သူကအာဆင်နယ်ရဲ့ကြောက်တိုင်ပါပဲဗျာမိတ်ဆွေတို့ရောဂါဘီယယ်ရဲ့ဒီနှစ်စွမ်းဆောင်ရည်ကိုဘယ်လိုမြင်ကြပါသလဲကိုမမပြောသားပေးကြပါဦးနော်ကျွန်တော်ရဲ့တင်ဆက်မှုလေးတွေကိုချိန်နေတတ်လို့ရှိရင် page လေးကို follow လုပ်က like and share ပေးသွားကြပါဦးဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ